ရေအိုးစင်အလှရှင်ရတော့ဒါမြင်းတို့ရဲ့ဒီနောက်ခေးရပေါ့နော်အချန်ချင်းကပ်ပေါ့အချန်ချင်းကပ်ကဦးလေးရဒီမှာဟိုပါပေါ့နော်မြည်ရှေ့မှာတဲ့သမီးရေအိုးစင်လေးလှူခြင်းလို့ရလားအိုးရတာပေါ့နော်ကိုတော်မှလှုပ်ရှင်နေတာလေနော်ဟုတ်ချင်းရေအိုးစင်လှုပ်ထားတာလေလုံးဝသေသက်ခိုင်ခန့်အဲ့ကိုရီးယားရေအိုးစင်လှူတဲ့ကြောင်လှူထားဆိုတော့အင်ရကလေးတွေတော့မနဲ့ဆိုရင်ရေလေးတွေဖြည့်ပေးနော်ဒီရေလေးတွေဖြည့်ပေးယူကလေးတွေတိုက်ထွက်ပေးပေါ့နော်ရေရရေတန့်နော်တဲလေးတို့အဲ့ဒီမှာတခိုးလက်ခိုးလို့မရအောင်တန့်ကြိုးတွေခတ်ထားတယ်ပြီးတော့ဒီຢာလေးကိုလည်းပြပြချာချာလေးလူရှင်ရလေးစေတနာပါပါလေးနဲ့လှုပ်ပေးထားတာမကြည့်အောင်နော်ချစ်စရာလေးတက်တော့ရရင်တော့လှသေးတယ်ကျေးဇူးတောင်းတင်သေးတယ်မြင်းတို့အိမ်လေးစာလေးကဒါအိမ်မှဒါမြင့်ချာမြင့်အာမလာဒါတော့အိမ်လေးစာပေါ့နော်သပူတီရီရွှေကြပင်ဗရုံမာလမ်းမပေါ်ကြီးမှာပါရှင်နော်မြင်းတို့ကပေတရာပေါ့မြင်းတို့ချမ်းအကျယ်ကြီးပဲဘယ်လောက်လဲဆိုပေတရာမြင်းတို့ချမ်းဆိုလို့အပိုင်းတော့မုံငှားထားတာဒီမှာဆိုင်းပုတ်တဲလေးတို့ဆိုင်းပုတ်မြင်းတို့အိမ်ကိုလာဆိုင်ဟိုမှာတိုက်လက်လာကြီးရှိတယ်တိုက်လက်လိုက်အဲ့တိုက်ဒီတအားလာတာကျမတို့မက်ကက်တီတော့တက်တော်ရရင်အဲ့တိုက်မပါမပြီးနော်ဒီ foundation ဆိုလဲဒါမြင့်လေကားတစ်စီးကတော့ကောင်းကောင်းဒါတကြရကဲတဲ့ဥစ္စာမမိုးထားတာလာတဲ့သူတွေထိုင်ရင်လဲထိုင်လို့ရတယ်အဓိကဒီရေမြောင်းကိုမမြင်စေချင်လို့ပေါ့နော်ကိုယ့်ရဲ့စိတ်က customer လာရေမြောင်းမြင်ဘာဖြစ်ရေမြောင်းဆိုညစ်ပတ်တယ်လေနော်အဲ့တော့မြင့်အိမ်တိုင်းလေးပါရှင်နော်အိမ်တိုင်းလေးပါအိမ်တိုင်းမှာတော့အစုံရတာပစ္စည်းကြော်ညာလို့တခုတွေ့ပြီမလာဝင်၄-၅ခုလောက်ပါသွားတယ်မြင့်အိမ်ဆိုင်မှာရှင်သမီးမြင်ရလားမြင်ရတယ်ဒီကောင်လေးကျွန်တော်နဲ့အယောင်ဟန့်နေလို့လေအော်ဒီပန်းမင်းနေမရောင်းတာမဟုတ်ဘူးနော်လက်ဆောင်ရထားတာဒီပန်းမင်းနေအကုန်လုံးဟိုမှာတက်ခေါပန်းမင်းတို့မှာဟိုမှာအကုန်လုံးအဲ့ဒါမြင်ရလားသမီးဖုန်းပါလေမြင်ရတယ်ငါလည်းဖုန်းရိုင်ကိုယ့်ဘက်ကိုရိုက်မှစိတ်တိုင်းကြာသူများရိုင်အားမရဘူးသိလားအဲ့အကျင်လေးလည်းဖြောက်ရအောင်မကျိုးတနခါပန်းပင်နေရတာဟိုပါလေခွာညိုလေးတိုင်းလိုက်တင်ချင်းမြင့်စီတွေတအားပွင့်တာအားပွင့်တာပွင့်ချက်တော့ဟုတ်တယ်အားပွင့်တာမလို့ပွင့်ချက်မှာပန်းပင်လေးတွေအပြင်းနေမှာရောစပယ်တွေရောအဲ့ဒါဓာတ်ငေါ်တွေရောမြင့်ပန်းပင်ဝယ်ရတာရှားတယ်ညလက်ဆောင်ပေးကြတာမှန်ပါဒါတော့မြင့်အိမ်ဆိုင်လေးသမီးကပြီးရင်ဟိုဟာလေဒီဘက်ရွှေ့မယ်ဒါမိုးရလို့လေအခက်ကလေးတင်ထားတာပေါင်နေရကိုချစ်သူကသာတက်စီလို့ရတယ်ဒါတော့ကျမတို့ရဲ့မောင်လေးပေါ့နော်အိမ်တိုင်းလေးပါရှင်နော်တကယ်အေးချမ်းနေတော့အိမ်တိုင်းလေးပါနော်လာတဲ့ဧည့်သည်တိုင်းကျွန်တော်တောက်လို့ရတယ်ထညက်ကုံမိုင်းလာရင်ထညက်ထည့်ထားပါတယ်ရှင်ကိုလည်းထညက်တွေကိုထညက်ချကြတော့ထညက်လက်ဆောင်ပေးတဲ့သူတွေကလည်းအများကြီးပဲတော့ထညက်တွေပို့ပေးကြဒါတော့မြင့်အိမ်တိုင်းရဲ့စပိုးဆောင်ပါရှင်ဘယ်ကစတမလာဝဲပွင့်လင်းမြင်သာသာမြင်နေရပါတယ်